ကျွန်တော်ဒီနေ့ပြပေးမယ်ဟာလေးကကြတော့ကျွန်တော်တို့ဒီလိုပေါ့နော်ဒီလိုကာတွန်းအနေနဲ့ဘယ်လိုမျိုးဝင်ငွေရှာလို့ရလဲဆိုတာလေးကိုကျွန်တော်အချင်းချင်းလေးပြောပြပေးမယ်ပေါ့နော်ဒီလိုကာတွန်းအနေနဲ့ဝင်ငွေရှာခြင်းလဲဆိုရင်ကျွန်တော်အရင်ဆုံးဒီကာတွန်းကိုနားလည်အောင်ကြည့်ဖို့လိုမယ်ပေါ့နော်ကျွန်တော်ဖွင့်ပြမယ်कंजूस बहू की रसोईဒီမှာဆိုရင်ဗျာ तभी शोभा अपनी प्लेट से थोड़ी सी भिंडी सीता को देती हुई कहती अरे सीता मेरे पास सब्जी ဒီမှာပေါ့နော်ဒါကတော့ဒီဇလန်ပေါ့နော်သူရဲ့ဒီပညာပေးဇလန်တစ်ခုကိုသူကသူတို့အိန္ဒိယနိုင်ငံ animator တွေကနေပြီးတော့ဖန်တီးပြီးတော့ဒါ animation တွေရောအတန်တွေရော script တွေရောအစဆုံးသူတို့ဖန်တီးထားတဲ့ video ပေါ့နော်ဒီ video နဲ့ကျွန်တော်တို့ကဝင်ငွေရှာမယ်ဆိုရင် video နားလည်အောင်အရင်ဆုံးကြည့်နားလည်အောင်မကြည့်နိုင်ဘူးဆိုရင်လည်းဒီဟာကို transcript ထုတ်ပြီးတဲ့ app တွေမှာတွားပြီးတော့ transcript ထုတ်လိုက်စာရလာပြီဆိုရင် translate လုပ်ပြီးဘာသာပြန်ပြီးရင်အဲ့ဒီဘာသာပြန်လို့ရလာတဲ့စာကိုအချောတက်ပြီးပြန်ရေးပေါ့နော်အဲ့လိုမှမဟုတ်ဆိုရင်လည်းဒီဟာကိုဘာသာနားလည်အောင်ကြည့်ပေါ့နော်နားလည်အောင်ကြည့်ရင်တော့ဗျာဘာရလဲဆိုတော့ဘာပိုတာသွားလဲဆိုတော့ဥပမာပြန်ဒီမှာကြည့် इतनी सब्जी में သူတို့ကဒီလို character တယောက်ချင်းစီကနေစကားပြောတာဒီမှာအမေဆိုအမေစကားပြောမယ်ဒီမှာတာစကားပြောမယ်ချွေးမစကားပြောမယ်အဲ့လိုမျိုးတွေကွာသွားတာဆိုတော့ဇလန်းကိုကြည့်လိုက်ရင်တော့ဗျာဘယ်စကားကဘယ်သူပြောလဲဆိုတာတော့ကျွန်တော်သိရမယ်ပေါ့နော်တကယ်ဝင်ငွေရှာမယ်ဆိုရင်တော့အဲ့လိုမျိုးဘယ်စကားကဘယ်သူပြောလဲဆိုတာကိုကျွန်တော်တို့ကသိအောင်ကြည့်ဖို့ဇလန်းကိုကြည့်ဖို့လိုတယ်ဘယ်စကားကိုဘယ်သူအမေကပြောရလားသမီးကပြောရလားအဲ့လိုကနေမှအတန်ပြောတဲ့နေရာမှာပို့ပြီးအများကြီးအဲ့ဒါကအသုံးဝင်တယ်ဘာလို့လဲဆိုတော့အတန်ပြောသမားကဗျာကျွန်တော်တို့ကိုယ်တိုင်ပြောတာပဲဖြစ်ဖြစ်အတန်သမားအပ်တာပဲဖြစ်ဖြစ်အမေအတန်ဆိုရင်နည်းနည်းလေးမြင့်မယ်နည်းနည်းမြင့်ပြောမယ်အမေပုံစံပေါ့နော်သမီးဆိုရင်သမီးနည်းနည်းလေး vocal ကိုနည်းနည်းလေးနှိပ်ပြီးပြောမယ်ပေါ့နော်တားဆိုရင်ယောက်ျားလေးအတန်ဟိုကျွန်တော်တို့ကပြောမယ်အတန်ပြောတဲ့လူကတယောက်ပဲကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ character ပေါ်လိုက်ပြီးတော့အတန်အတက်ကြအနေမြင့်ကကျွန်တော်တို့အဲ့လိုမျိုးကွဲမှာပေါ့နော်ဒီပုံမြင်တွေရဲ့အထာကကြတော့အဲ့လိုမျိုးသွားတာဗျအဲ့လိုမသွားတဲ့ပုံမြင်တွေလည်းရှိမှာပေါ့နော်ကျွန်တော်ကတော့ဒီလိုမျိုးဟို character တယောက်ချင်းစီကနေပြီးတော့စကားပြောပြီးတော့အဲ့လိုမျိုးပုံမြင်တစ်ခုလုံးဇလန်းဖြစ်သွားတဲ့ပုံမြင်တွေပဲကျွန်တော်ကတော့လုပ်ဘူးတာဆိုတော့ပုံမြင်တော်များလည်းအဲ့လိုပဲဖြစ်မှာဘာလို့ဇလန်းတစ်ခုဆိုတာဗျာသိတယ်မလားဇလန်းတစ်ခုလုံးအပေါ်ယံရှင်းပြသွားတယ်ဆိုတာဇလန်းထဲမှာပါတဲ့ဇက်ကောင်တွေကနေမှတယောက်ချင်းစီစကားပြောတာကပို့ပြီးတော့ပြီးပြင်းတယ်လေပေါ်ယံဟိုအားလုံးရှင်းပြသွားတာထက်ဒီအိန္ဒိယကာရိုနီကကြာအဲ့လိုမျိုးဇက်ကောင်တယောက်ချင်းစီကနေမှစကားပြောတဲ့ပုံစံမျိုးတို့ကဖန်တီးထားတာဆိုတော့အဲ့တော့ကျွန်တော်တို့ကဘယ်ဇက်ကောင်ဘယ်လိုစကားပြောလဲဆိုတာကိုသိချင်ကြလို့ပုံမျိုးနားလည်အောင်ကြည့်ဗီဒီယိုနားလည်အောင်ကြည့်ပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော် translate လုပ်လို့ရလာတဲ့အစာတွေထဲမှာပြင်ရေးပေါ့နော်အဖေဒီစကားအဖေပြောတာဒီစကားအမေပြောတာဒီစကားတားပြောတာချွေးမပြောတာစသဖြင့်အဲ့လိုမျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးကျွန်တော်တို့စာရပြီဆိုရင်အတန်သမားမအပ်ဆိုရင်ကျွန်တော်တို့ဟွာပေါ့နော်အတန်ကိုကျွန်တော်ကိုယ်တိုင်ပြောပေါ့နော်ပြောပြီးရင်လည်းအဖေအတန်ဆိုအဖေနည်းနည်းမြင့်ပြောအမေဆိုရင်နည်းနည်းနှိပ်ပြီးပြောသမီးဆိုရင်လုံးအောင်နှိပ်ပြီးပြောအဲ့လိုမျိုးသိရမလားခလေးဆိုရင်ခလေးအတန်ပုံစံမျိုးကျွန်တော်တို့ပြောပေါ့နော်ပြောပြီးရင်ကျွန်တော်တို့ပုံစံကိုကျွန်တော်တို့က edit ထဲမှာ edit လုပ်လိုက်ကျွန်တော်ဝင်ငွေရှာလို့ရပါပြီပေါ့နော်မြန်မာမှာဆိုလည်းဒီလိုမျိုးပုံစံမျိုးဝင်ငွေရှာနေတဲ့ကျွန်တော်တို့ဟွာပေါ့နော်channel တွေအများကြီးရှိတယ်ပေါ့နော်မြန်မာမှာဆိုရင်ဒီ channel လေးကတော့ဒါသူများ video ဒီလို channel တွေကနေကျွန်တော်တို့ကဝင်ငွေရှာမယ်ဆိုဒါသူများ video ယူရမယ်ပေါ့နော်ယူပြီးတော့ကျွန်တော် copyright လုပ်အောင် edit ရမယ် freeze တွေပါတုံးပြီးတော့ edit ပြီးတော့မှကျွန်တော်တို့ဝင်ငွေရှာလို့ရမှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့သူများ video ကိုပြန်တုံးပြီးတော့ဇာလန်နားလေအောင်ကြည့်ပြီး content ပြန်ရေးပြီးအတန်ပြန်တွင်းပြီးတော့ video တွေပုတ်ပြန်ဖန်တီးတာဆိုတော့ဘယ်မှာဆိုရင်ဗျဒီ channel လေးဆိုရင်ဒါ number 1လို့တော့ပြောလို့ရတယ်ဒီလိုပုံမြင်တင်ဆက်တဲ့နေရာမှာတော်တော်ကောင်းတယ်ဗျကျွန်တော်ဥပမာပြမယ်အကောင်းဆုံးရာသီဥတုပဲမေကာတောင်ထိပ်ကိုရောက်အောင်တွားကြမယ်ငါတို့လာပြီဟေးအခုအချိန်တွားဖို့မတွေ့လား character တယောက်နဲ့တယောက်စကားပြောတဲ့အတန်တော့မတူဘူးသူတို့ကအလောက်ထိအသေးစိတ် detail လောက်ထားတာပေါ့နော် animation တွေဆိုတော့သူတို့ဖန်တီးထားတဲ့ပုံစံမျိုးဒါကြပြီးအင်္ဂလိပ်စာတန်းမှာထိုးထားပေးတယ်ဒီလို channel မျိုးမြန်မာမှာဒီမြန်မာ fairy tale ကလွယ်ပြီးတော့မရှိနိုင်ဘူးကျွန်တော်ထင်တယ် subscriber ဆိုရင်တော်တော်ကျန်းတယ် 2.45 ဒါပေမဲ့ 1S ရာကောင်းတာတခုကသူက video တွေလွန်ခဲ့တဲ့တစ်နှစ်ကပဲတစ်နှစ်ကနောက်ဆုံးတင်ခဲ့တာပေါ့နော်အခုစမတင်တော့ဘူးတော်တော်အားပေးမှုများတဲ့ channel လေးပေါ့နော်တူလို့လုပ်ဖို့ဆိုတာမလွယ်ဘူးအဲ့တော့ကျွန်တော်တို့ချက်ချင်းလုပ်နိုင်ချက်ချင်းဝင်ငွေရခြင်းနဲ့ချက်ချင်းဒီလို video တွေဖန်တီးခြင်းနဲ့ဆိုရင်တော့ဒီလိုမျိုးသူများ video ကိုပြန်ပြီးတော့မိညမ်းပြီးတော့
copy ကူးပြီးတော့ဒီ video ရဲ့ဇာတ်လမ်းကိုမြန်မာလိုပြန်ရေးအတန်သွင်းပြီးတော့တင်ဆက်မှာပဲ copyright လောက်အောင် edit လုပ်ပြီးတင်ဆက်မှာပဲကျွန်တော်တို့ဒီလို video တစ်ပုဒ်ပြရမယ်ပေါ့နော်ဒီလိုမျိုးလုံနိုင်တဲ့လူကတော့လုံနိုင်ရင်တော့ကောင်းတာပေါ့ဗျာလုံနိုင်ရင်တော့လုံကြပေါ့ဒါပေမဲ့တော်တော့မလွယ်ဘူးဒီလိုသူများ video တွေတွေယူပြီးတော့ copy ကူးပြီးတော့လုံနေတဲ့ channel တွေကဒီမှာရှိတယ်ပေါ့နော်ဒီကောင်လေးတွေဆိုရင်တူဒါတို့ဒီအိန္ဒိယကာတွန်းဗီဒီယိုတွေကိုပြန်ပြီးတော့ copy ပြီးတော့တို့မြန်မာလို content ပြန်ရေးပြီးတော့ update ပြီးတော့ပြန်တင်ဆက်နေတာပေါ့နော်ဒီကောင်လေးဆိုလဲအဲ့ဒီအတိုင်းပဲထင်ပါတယ် ကိုမစိတ်တိုင်းကြဆံမရှိပါလား ကောင်းတယ်ပေါ့နော်ဒီ channel လေးတွေဆိုရင်လည်းဒီ channel ဆိုရင်လည်းအဲ့လိုပဲပေါ့နော်အဲ့လိုမျိုးပုံစံလေး flow လေးကျွန်တော်တို့ကတွားနေတာပေါ့နော်ဒါကျွန်တော်လုပ်တဲ့ပုံစံဒီလေးကိုပဲပြတာပေါ့နော်ဒီ channel တွေဘယ်လိုမျိုး run နေလဲဆိုတာကိုကျွန်တော်ပြောပြတာပေါ့နော်ဒီခုနဒီ3ခုပေါ့နော်ဒီ3ခုကဒီလိုအိန္ဒိယဗီဒီယိုတွေကို copy ပြန်ယူပြီးလုပ်တာ199% လောက်တေးကြနိုင်တယ်ပေါ့နော်တေးကြနိုင်တယ်ဒီကောင်လေးပေါ့နော်မြန်မာ fairy tale နဲ့မြန်မာ fairy tale နဲ့ဒီကောင်လေးကကြတော့တို့ animation တွေ create လုပ်တာဖြစ်နိုင်တယ်ပေါ့နော်မကြီး တိတ်လှတယ်ကောင်းပါလေးပါလားဟင်အခုမှအဲ့ရနိုးလာတာလှနေတော့မင်းကျေလက်တယ်မိမိုင်းတရားမှန်ကြည့်ရင်တော်နေချင်းဒေါကင်ဝိုင်းလေးအခန်းထဲကိုဝင်လာခဲ့တာပါသမီးအဲ့ရနိုးရ ဒီမှာဆိုရင်တွေ့လားသမီးမှလည်းဒီလူပဲစကားပြောတာအမေယောက်ကြားတော့လဲဒီတယောက်ဒီလူပဲစကားပြောတာပေါ့နော်အတန်သမားတယောက်တည်း character ပေါ်လိုက်ပြီးတော့အတန်အနေမြင့်တက်ကြသူပြောင်းပြီးပြောရတယ်ပေါ့နော်အဲ့ဒါလိုပြောနိုင်ဖို့ကိုလည်း content ရေးပေးတဲ့လူကဒီအတန်အမေပြောတာဒီအတန်သမီးပြောတာဆိုပြီးခွဲရေးပေးဖို့လိုတယ်အဲ့လိုမျိုးခွဲရေးပေးနိုင်ဖို့ဆိုရင် content ရေးတဲ့လူကဇလန်းကိုနားလဲအောင်ကျွန်တော်တို့ကြည့်ဖို့လိုတယ်ပေါ့နော်ဒီအတန်အမေပြောတာလားသမီးပြောတာလားကျွန်တော်ပြောချင်တာဒါပဲမြန်မာ fairy tale ကြတော့အဲ့လိုမဟုတ်ဘူး तू ကကျွန်တော်ခုနပြခဲ့သလိုပဲतू ကcharacter တစ်ခုချင်းစီလိုက်ပြီးတော့အတန်သမားမတူဘူးတွေ့လားအတန်ဟို vocal ပြောင်းပြီးပြောတာဖြစ်နိုင်ပေမဲ့လည်းတချို့အတန်တွေဆိုရင်ယောက်ျားလေးရောမိန်းကလေးရောအဲ့လိုမျိုးနှစ်တန်အောင်ပါလာတာဗောနော်အဲ့တော့သူ့လိုလုပ်ဖို့ဆိုတာတော့မလွယ်ဘူးကျွန်တော်လုပ်နိုင်တာကတော့ဒီလို channel ပုံစံတွေပဲကျွန်တော်ပြောပြခဲ့တဲ့ workflow လေးကိုနားလည်မယ်ထင်တယ်ကျွန်တော်အကျဉ်းကျုံးပင်ပြောပြပေးတာပေါ့နော်ကျွန်တော်တင်တန်းမှာတော့ကျွန်တော်အကျယ်တဝင်းပြောပြပေးတယ်အတစ်ပြတဲ့အထိကျွန်တော်လုပ်ပြထားတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီလို video တွေကိုအတစ်ပြီးတော့ servicing ပေးနေတာဆိုတော့ service ပေးနေတာဆိုတော့လေမြန်မာမှာဆိုရင်ဒီလို video ကိုနားလည်အောင်ကြည့်ပြီးတော့ content ရေးတဲ့လူလည်းတက်ရှိတယ်အတန်သမားလည်းတက်ရှိတယ်ကျွန်တော်လို edit လုပ်တဲ့လူလည်းတက်ရှိတယ်ပေါ့နော်အဲ့တော့ဒီ channel လေးတွေကျွန်တော်ပြပြီးတော့ knowledge sharing လေးလုပ်ပေးတာပါနားမလည်တာရှိရင် sorry သိချင်တာရှိရင်ကျွန်တော်လာမေးလို့ရတယ်ပေါ့နော်ဒီနမ်းမှာတော့ကျွန်တော်အကျယ်တဝင်းပြောပြထားတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်